Rosie ပန်းချန်နေကြိုးဆိုပါတယ်အခု Rosie ပြပေးမှာကတော့ခက်တာတွေကအယောင်မျိုးရှိတယ်တည်ရနော်ဒါလေးကကြတော့ကြက်သွေးရောင်အနီရဲမဟုတ်ဘူးနော်အနီရဲဆိုတာတတ်ရှိပါတယ်ဒါကကြက်သွေးရောင်မှာအပွင့်ကြီးမျိုးတွေ့တယ်နော်အခုပြထားတဲ့အတိုင်းပဲကျုံဆိုတောက်ညာပဲလာချက်ကတော့ကြည့်လိုက်အောင်ဖျားပန်းပဲကတ်မလားတခင်းလုံးမဲ့စိုက်ထားမလားဘလိုတောင်လှမန်းကိုမသိဘူးသိရမလားအဲ့ဒါကိုအခုအပင်ကအများကြီးမရဘူးနော်အဖူးပအပင်ကို Rosie ရောင်းပေးမှာအရန်လှတော့ကြည့်လိုက်အောင်ရေးဆက်ဆက်လှတော့နော်ဒီမှာကြည့်လိုက်အဖူးတွေမှာစပက်ရှယ်ပါဗျာစပက်ရှယ်ပါဗျဒီမှာကြည့်လိုက်အောင်ဒီမှာအဖူးတွေနဲ့နော်ဒီမှာအဖူးတွေနဲ့အပင်တိုင်းအဖူးပါစီရမယ်ဒီမှာအဖူးတွေနဲ့ဟုတ်ပြီနော်ဒီမှာအဖူးတွေနဲ့ပါရှင်လလကြီးတွေရပါမယ်ရှင်နော်အားလုံးမှာအပင်60ပဲရမှာပါဒီလိုတအုပ်ဒီမှာကြည့်လိုက်လို့ဆွဲနှုတ်ပြမယ်နော်ဆွဲနှုတ်လိုက်မယ်နော်ဒီမှာကြည့်ဒါတအုပ်ပေါ့နော်အဲ့လိုတအုပ်ဒီလိုတအုပ်ဒါအများကြီးမရအောင်အပင်60ပဲရပါမယ်ဒီမှာဒါတအုပ်စားပေါ့အဲဒီမှာအဖူးတွေနဲ့နော်ကဲအဖူးတွေနဲ့ကိုယ့်ရင်ရောက်လို့ရှင်ဖျားပန်းကတ်မလားအာမို့စိုက်မလားအရန်စီကိုလာပါတယ်ကဲဒါကို Rosie ကတအုပ်ကိုမှ6000ပါရှင့်နော်တအုပ်ကို6000ပါအများကြီးများပုံမှန်ဆိုရင် Rosie တို့ကဒါကတအုပ်ကို8000ရောင်းတဲ့မျိုးပါဒီမျိုးကလေတအုပ်8000ရောင်းအမလေးတော့ကျိုးသွားတအုပ်ကို8000ရောင်းတဲ့မျိုးကို Rosie ကအခု6000နဲ့ပဲရောင်းပေးမှာပါလှလိုက်တာမှကျဆိုတောက်နေတာပဲမြန်မြန်လေးတော့ဟယ်လိုပေးပါနော်ဖျားပန်းကတ်ချင်တဲ့လူတွေလည်းမြန်မြန်လေးဟယ်လိုပေးပါဒီလိုကြက်သွေးရောင်တွေကရဖို့ခဲရင်ပါတယ်အဲ့မှာကြည့်လိုက်အဖူးတွေရေးဆက်ဆက်လှပါတယ်ရှင်အဖူးတွေနဲ့ကိုရှိမှာလလကြီးပွင့်မဲ့ပန်းနေပါရှင်နော်ကဲနောက်ပြီးရင်တပင်ရွှေထီးတွေလည်းရောက်ဖို့ရှိပါတယ်တပင်ရွှေထီးတွေကတော့ဒီမှာဒီလိုအဖြူရောင်လီလီအာဖရိကန်လီလီလို့လည်းခေါ်ကြပါတယ်လူတို့ဖျားပန်းကတ်ကြတယ်ဒါမျိုးပေါ့နော်အဲ့လိုလုပ်ကြတယ်ပေါ့နော်ဒါကတော့အဖြူရောင်ရယ်ခရမ်းရောင်ရယ်နှမျိုးပဲရှိဒါအဖူးပဲရှိသေးရနော်သူကအကြာကြီးခံတယ်တပင်ကို9000ပါရှင်ကဲလူချင်းနေဆိုလို့ရှိရင်မြန်မြန်လေးဟယ်လိုလုပ်ပေးပါနော်ခြံထဲမှာလည်းလာဝယ်လို့ရပါတယ်ဒါလေးကုန်လို့ရှိရင်တော့ထပ်ရဖို့အတိတ်တော့မလွယ်ပါဘူးဒီရောင်ကတော့လေနော်ဒီရောင်ကရှားတယ်လေနော်ကဲဒါပြီးရင်တခြားပန်းတွေလည်းအစုံရပါလေရှင်ခြံထဲမှာလာဝယ်မယ်ဆိုလည်းစိတ်ကြိုက်လာဝယ်လို့ရပါတယ်ခြံကတော့တောင်တကူ50ခွန်ရက်ကွယ်အုတ်တဖျားလမ်းပါရှင်ကဲဒါပြီးတော့ဒီမှာပင်းတရရွှေဝါတွေလည်း Rosie တို့ရောက်ထားပါတယ်ပင်းတရရွှေဝါဖျားပန်းခက်တွေပါရှင်ဒါကတော့10-15ရက်လောက်ခံပါတယ်ဒီမှာဒါဒစည်းစာပေါ့ဒါကပင်းတရပန်းပေါ့ပင်းတရပန်းစစ်ပေါ့နော်ဒါကတော့ပင်းတရပန်းစစ်ပါသူကတော့ဒစည်းကို4500ပါ10စီးယူလို့ရှိရင်4000ပါရှင့်เนาะဒါကတော့ပင်းတရပန်းပါရှင့်เนาะဒီအနေထားတိုင်းအခုပြတဲ့အတိုင်းပဲရပါမယ်ပင်းတရပန်းကတော့เนาะဒီတိုင်းရပါမယ်ရှင့်နောင်ကားပန်းနဲ့တော့မတူပါဘူးเนาะနောင်ကားပန်းနဲ့တော့မတူပါဘူးနောင်ကားပန်းကတော့အယိုးရှည်တယ်လှတယ်အရန်ကိုပို့ပြီးမှအခိုင်ရှည်အယိုးတုတ်တယ်ပေါ့နော်ဒါကတော့ပင်းတရပန်းဖြစ်လို့ဈေးလဲတက်တာတယ်ဒါကြောင့်နေနောင်ကားပန်းဝယ်ထားတဲ့လူကဟာပထမဝယ်တုန်းကဘလောက်ပေးထားရတယ်ဆိုတာဖြစ်မှာဆိုလို့တစ်ခါတည်းပြောတာပါဈေးနှုန်းလည်းမတူဘူးပန်းနေထားလည်းမတူပါဘူးရှင်ဟုတ်ပြီနော်ကဲမြန်မြန်လေးဟယ်လိုပေးပါ10စီးယူလို့ရှိရင်4000ပါရှင်ကဲကျန်တဲ့ပန်းတွေလည်းစိတ်ကြိုက်လာဝယ်လို့ရပါတယ်ရှင်ကဲလာမလာတွေပါရှင်ကဲလာချွန်းလွန်းဆွေလာလွန်းဆွေတွေပါကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုဖိုင်လေးကို sharing လေး share ပေးကြပါနော်